안녕하세요, 민가와 디니 마라 EBS 바완사의 14과 문화와 정보 자원리 라마 피바에 디니리 라메 가운데야 바레 솔루시 도로명 주소 란네 멜리사 자원 피바에 에러 사바일리오 임파지면은 한국에서는 도로명 주소를 사용합니다. 도로명 주소란 지정된 도로명을 기준으로 주소를 표기하는 것을 말하는데 도로의 이름이 기준이기 때문에 주소를 알기 쉽습니다. 그래서 도로명 주소만 있으면 원하는 곳을 찾아갈 수 있습니다. 에러 코리아 말이 도로명 주소 레이사남메 레이사 보나 란나메 레이사고 네가 다 떠마에 에러 란나메 레이사가 바로 표현해 서로시 지정된 도로면 땀메타에 란나메고 기준으로 지간비아마 레이사고 표기하다 법야에 하우뼈비라마 도로의 이름이 기준이기 때문에 란나메고 지간비 이해를 잡로 앞에도 주소를 알기 쉽습니다. 레이사고 레드고 샤트네 말에 라담으로 도로명 주소만 있으면 알아 란나메 레이사 딱구에 띠비죠. 엄마 소리시 란 발렌 해서 띠비소 안에 원하는 곳을 찾아갈 수 있습니다. 그다음 고도아진에 니아오 또 온라인 말에 란 already 샤트네 말에 표라 봐. 나를 패지 않나? 위의 예를 보면 알 수 있듯이 한국의 도로명 주소는 영어와는 반대로 큰 단위부터 시작하여 점차 작은 단위로 적습니다. 도로명 주소는 다음과 같이 구성됩니다. 에러 디마라 악마 뼈타이너 에러 악마 뼈타이 다이 다ပေါ်မှာပြထားလို့ရေးထားပြီနော်ဒါအောက်မှာပို့ထားအဲ့တော့ဒီဥပမာကိုကြည့်မယ်ဆိုလို့ရှိရင်မြင်တွေ့နိုင်တယ်ပေါ့နော်ကိုရီးယားရဲ့ဒိုရိုမြောင်းကျူဆိုနော်ကိုရီးယားရဲ့လိပ်စာဒီဘာဖြစ်လာတော့영어와는 반대로 잉글리시လိပ်စာနဲ့ ပြောင်းပြန်ပေါ့နော်ဒီမှာဆိုရင် 한글 ရှိရဲ့ဒီမှာဆို 영어 ရှိရဲ့ပေါ့နော်ကိုရီးယားလိပ်စာဒီဘာဖြစ်တော့큰 단위부터 유닛 엣지ကနေပြီးတော့မှ 시작하여 စပြီးတော့မှ 점차တဖြည်းဖြည်းနဲ့ 작은 단위로 적습니다. 유닛 엣지ကနေသွားပြီးတော့မှ 유닛တဖြည်းဖြည်း အသေးဆုံးကိုသွားရတယ်ပေါ့နော်တဖြည်းဖြည်းနဲ့သေးသွားတယ်အင်္ဂလိပ်ပေါ့နော်အင်္ဂလိပ်영어 주소ကြပါတော့အသေးဆုံးကနေသွားပြီးတော့မှတဖြည်းဖြည်းနဲ့အကြီးဆုံး unit ကိုသွားရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဘာလို့ပြောချင်တာလဲဒီစာကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဥပမာမြန်မာလိပ်စာပေါ့မြန်မာတို့အင်္ဂလိပ်တို့ဆိုလို့ရှိရင်ဘာနဲ့စာရေးတော့အိမ်နံပါတ်ကနေစာရေးတယ်ပေါ့နော်အဲ့တော့ကိုရီးယားမှာကျတော့သူတို့ဒီပြောင်းပြန်နော်ပြောင်းပြန်ဘာကနေစာရေးလဲအကြီးဆုံး unit ဘာလဲစာရေးလဲဒီမှာဆိုလို့ရှိရင်서울특별시ပေါ့နော်နိုင်ငံတော့မရေးဘူးပေါ့နော်ဒီမှာဆိုရင်서울특별시ပေါ့နော်မြို့ရေးရပြီးရင်ပြည်နယ်ရေးရလမ်းရေးပြီးတော့နောက်ဆုံးကျမှအိမ်နံပါတ်ရေးတယ်ပေါ့နော်အဲ့တော့ဒါဒီစာပိုက်ရဲ့ပြောချင်တဲ့အဓိပ္ပာယ်ဒီပေါ့နော်မြန်မာနဲ့အခြားနိုင်ငံတွေကအိမ်နံပါတ်တွေကစရေးပြီးမယ်ကိုရီးယားမှာတော့အကြီးဆုံး unit ဖြစ်တဲ့နိုင်ငံအနေစရေးရပြီးတော့ဘာဖြစ်သွားလဲတဖြည်းဖြည်းနဲ့ unit ကအသေးတစ်ခုစီပေါ့နော်အသေးတစ်ခုစီကိုရော့သွားတယ်လို့ပြောတာပေါ့နော်အဲ့နိုင်ငံပြည်နယ်ဒေသမျိုးလမ်းရပ်ကွက်အိမ်နံပါတ်အစင်းလိုက်ပေါ့နော်โอเคအဲ့နောက်တစ်ပိုက်ဖတ်ကြည့်အောင်시도 해당 건물이 위치한 시나 도를 나타냅니다. 위에서는 서울특별시와 울산광역시에 해당됩니다. 시로 도가 바우뼈가 되소시 시가 묘거나 보면은 디마소시 비네 보나 시 도사 비네 뼈라거나 시가 묘마마 바시레즈 특별시조에 서울특별시 나 서울묘 거라거나 아투묘 보나 나를 가자 광역시 아투 옥초이 디다지묘ဒေတာကြီးမျိုးပေါ့နော်ဒေတာကြီးမျိုးအဲ့တော့ဘူးဥပမာဆိုရင်ဒီမှာဆိုရင်울산 시에နောက်တစ်ခုက부산ပေါ့နော်အဲ့လိုမျိုးအကြီးရှိနောက်တစ်ခုကကျတော့ထိုဆိုတာပြည်နယ်ခေါ်တာဥပမာဘာလဲဆိုလို့ရှိရင်제주도ပေါ့နော်ကိုရီးယားမှာပြည်နယ်ခုခုလားမသိရှိရနော်အဲ့တော့ဘာတို့ညာတို့ဆိုရမှာအဲ့ပေါ့နော်ပြည်နယ်ရှိရတော့ဆိုတာပြည်နယ်ခေါ်တာတိုင်းပြည်မှာပြည်နယ်ကအကြီးဆုံးယူနေလေနော်နောက်တစ်ခုတက်ကြအောင်시 남의군 남의구 신안도의 하위 행정구역을 말합니다. 특별시나 광역시의 경우 구나 군, 도의 경우 시 또는 군이 쓰입니다. 위에서는 종로구와 중구가 이에 해당됩니다. 디마 솔루션 반에 종로구, 종로구의 나루가자라 중구, 다 바우뼈 알레 솔루션이ဥပမာဆိုလို့ရှိရင်မြန်မာမှာဆိုလို့ရှိရင်မြို့အသေးမှာမရှိပဲနဲ့ရန်ကုန်မန္တလေး
နေပြီးတော့မှတော့ရှိရပေါ့နော်မြို့ငယ်လေးမြို့နယ်လေးပေါ့ဥပမာဗာလဲဆိုလို့ရှိရင်မယောကမှာဆိုစမ်းချောင်းမြို့နယ်ရန်ကင်းမြို့နယ်တောက်ကလာပါမြို့နယ်မြောက်ကလာပါဒီလိုမျိုးမြို့နယ်လေးပေါ့နော်မြို့ထဲမှာနောက်ထပ်မြို့ငယ်လေးတွေမြို့နယ်လေးတွေပြောသလိုမျိုးပဲမနေပြီးတော့မှဆိုလဲဘာတီတီမြို့နယ်စပူတီတီပုပ္ပတီတီအဲ့လိုမျိုးပေါ့နော်အဲ့လိုမြို့နယ်လိုမျိုးပဲကိုရမှာလေပေါ့နော်ဒီလိုမြို့နယ်လေးပေါ့နော်မြို့ငယ်မှာမြို့နယ်လေးတွေရှိရပေါ့နော်အဲ့တော့မှာဆိုလို့ရှိရင်မှာဆိုဂျုံမုတ်ကူဂျုံနိုမြို့နယ်မြို့နယ်ဘာမြို့နယ်ညာမြို့နယ်အဲ့တော့ဒါဒီအရှိရရှိနဲ့တို့ပြည်နယ်နဲ့ဒီတိုင်းထက်နည်းနည်းတည့်ရက်ပေါ့နော်တစ်ဆက်ငယ်တဲ့ဒေသဆိုင်ရာအသုံးအနှုန်းကိုခေါ်တာပါအဲ့တော့သုံးခုရှိပါတော့ခုခွန်းရှိဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင်ထိပ်ပြောရှိဆိုလို့ရှိရင်သူကခူဒါမှမဟုတ်လို့ရှိရင်ခွန်းသုံးတယ်ပေါ့နော်ဆိုးမှာဆိုတော့ခူသုံးကြအများရဲ့နေမှာဆိုတော့နည်းခွန်းနေပါသုံးတယ်ပေါ့နော်နောက်တစ်ခုကဒိုဆိုလို့ရှိရင်ရှိတာမဝင်ခွန်းသုံးတယ်ပေါ့โอเคနောက်တစ်ပိုက်ဖတ်ကြည့်အောင်도로명 해당 건물이 위치한 도로의 이름을 나타냅니다. 8차로 이상일 경우에는 대로 2차로에서 7차로까지는 로보다 좁은 길은 길로 구분됩니다. 예를 들어 달구 벌대로, 태해랑로, 소란길로 등이 있습니다. 위에서는 사직로와 종가로가 이에 해당됩니다. 리마순이 사직로네 만에랑 종가로서 릴랜드메나 구시마 두비어라 바레 소시임 랜드메 랜드메디 메일라마이 시와 메일라마이 랜드엘리 또 랜드엘리 랜드엘리야 시쿠네 태시에 수인다디 다오 대로 소비어 코레နောက်တစ်ခုကကြာဒီ block တစ်ခုမှာပေါ့နော်ဒီ land က8ခုနဲ့ထက်ရှည်တာဒီ 대로 လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုကကြာတော့ 2차로에서 7차로 အဲ့တော့9လမ်းဒါမှမဟုတ်ရင်လမ်းတွေ10ခုအထိနှစ်ခုကနေပြီးတော့မှ9ခုထိဆိုရင်ဒီတိုင်း row လို့ခေါ်တယ်ဗျလမ်းကြီးလို့မခေါ်ဘူး 대로 ကြာလမ်းမိုင်လို့ခေါ်တယ်ဒီတိုင်းရိုး row လို့ခေါ်တယ် row တဲ့ကျင်းတဲ့လမ်းလေးကိုကြာတော့နည်းနည်းသေးတဲ့လမ်းကိုကြာဘာလို့ဆိုလဲဘာခေါ်လို့ရှိရင် gil လို့ခေါ်တယ်ပေါ့နော်အဲ့တော့ gil လို့ခေါ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဘာလို့ပြောချင်လဲဒီ block တစ်ခုမှာလမ်းက8လမ်းနဲ့လမ်းတွေလေးရဲ့8လမ်းနဲ့ထက်ရှိလို့ရှိရင်ဒါကြီးကို main လမ်းမကြီး 대로 ဆိုပြီးခေါ်လိုက်တယ်ပေါ့နော်အဲ့တော့ဆိုရင်ဒီမှာက8လမ်းနဲ့မှာလမ်းသေးသေးလေးပဲရှိရဆိုရင်ရိုးရိုးလို့ပဲဒီလမ်းမကြီးကိုတတ်မှတ်လိုက်တယ်ပေါ့နော် okay အဲ့တော့ဒီအပိုက်လေးကဒီတိုင်းဆိုတော့ပါနောက်တစ်ပိုက်တော့ကြည့်အောင် 건물 번호ပေါ့နော်တိုက် number အဲ့တော့해당 건물이 번호를 나타냅니다. 왼쪽 건물은 홀수, 오른쪽 건물은 짝수로 표시합니다. 위에서는 161와 345가 이에 해당됩니다. 에러리마 소루시에 뒤에 61네 345에 인 따이 넘버 10원 따이 넘버고 뼈라 보나. 그리고 건물 번호 따이 넘버 소루시에 두아 발레 소루시에 4 넘버고 뼈라 우마스에 라에 베베고 홀수 뭐나 마가네 냐베고 저 짝수 송가네 담마ပါအဲ့ဒါတော့သူတို့ကဘယ်လမ်းကိုကြည့်ပြီးတော့မှဘယ်ညာပေါ့နော်ကိုဘယ်ဘက်ကိုရက်မျက်နှာမူတည်ပြီးတော့ဘယ်လိုခွဲသလဲဆိုတော့မူတည်ရက်တဲ့ဘက်ကိုမူတည်ပြီးတော့မှာပေါ့နော်အဲ့လမ်းဘက်ပဲဆိုရင်ဘယ်လမ်းညာဘက်ဆိုရင်လမ်းဘက်ပဲဆိုမကနန်းလမ်းညာဘက်ဆိုစုံကနန်းနဲ့တမတ်ပါတယ်အဲ့တော့ဒီကတော့ဒီကိုရီးယားရဲ့လိပ်စာလမ်းနာမည်လိပ်စာကြောင်းလေးလာခဲ့တာဖြစ်ပါတယ်Like, share, subscribe လုပ်ထားဝင်မင်းနဲ့နော်ကျေးဇူးတင်ပါတယ်감사합니다